ပဋ္ဌာန်းဂါရများရွတ်ဆိုလို့ရှိရင်အနတ်ဒိဗ္ဗေနားလည်မှုမရှိပဲရွတ်ဆိုလို့ရှိရင်အစွမ်းထပ်ပါလားရှင်ဗျာနောက်တစ်ခုကပဋ္ဌာန်းကိုနေရာရွေးပြီးရွတ်တဲ့နေရာမရွေးပဲရွတ်ပါကအနောက်ရှက်ပေးခံရတယ်ဆိုတာဟုတ်ပါသလားအရှင်ဗျာရှင်းပြပြီးတော်မူပါပဋ္ဌာန်းပါဠိတော်များလို့ဒီလိုသုံးတဲ့နဲ့ပေါ့နော်မှန်ပါဗျာဂါထာဆိုတာဟိုရင်တန်စင်နဲ့ဖွဲ့ထားတဲ့မင်္ဂလာတုတ်တို့မေတ္တာတုတ်တို့လို့ရေးထားတဲ့ verse လို့ခေါ်တဲ့ຢာတွေဖြစ်တယ်ပဋ္ဌာန်းပါဠိတော်ကြတော့သူကစုံနိယလို့ခေါ်တာပေါ့နော် prose လို့ခေါ်တဲ့ဟာပေါ့မှန်ပါဗျာအဲ့တော့ဒီအသုံးလေးကိုပဋ္ဌာန်းပါဠိတော်ရွတ်ဆိုတာအနဲ့အဓိပ္ပာယ်နားလည်မှုမရှိပဲရွတ်ဆိုရင်ရောအစွမ်းထက်ပါသလားဆိုဒီအစွမ်းထက်တယ်ဆိုတာအစွမ်းထက်ခြင်းလို့ရွတ်တာမျိုးဖျားတရားတော်တွေကတော့ဒီလူတွေအတွက်တရားစွမ်းထက်ဖို့ဒီလိုရွတ်တာတော့မဟုတ်ဘူးเนาะမှန်ပါဗျာဒါရွတ်ရင်အစွမ်းထက်တယ်ဆိုတာတကူရှိတယ်လို့ဒီလိုဆိုလိုတာမဟုတ်ဘူးเนาะမှန်ပါဗျာအဲ့တော့အနေနဲ့ပဲနားမလဲပဲနဲ့ရွတ်ဆိုရင်ရောကုသိုလ်ရပါသလားမှန်ပါဗျာမှန်ပါဗျာဒီလိုရဲ့အေးတဲ့နာပေါ့နော်